1900 ခုနှစ်ဝန်းကျင်ကာလတွေတုန်းကအေယာဝတီတိုင်းဘူကလေးမြို့မှာကျောင်းဆရာမလေးတယောက်ရရဆက်ဆက်မရင်းပြုတ်ကျမှုခံခဲ့ရတဲ့ရက်တိရွာကျော်မှုကင်းတစ်ခုဖြစ်ပွားခဲ့ဘူးတဲ့ဒီမရိမှုဟာအစာပိုင်းမှာနစ်နာသူဆရာမလေးကိုယ်တိုင်အရှက်နဲ့ခုံတိတ်ခါကြောင့်ရင်ငုံနှုတ်ပိတ်နေခဲ့ပေမဲ့အကျင့်ခံရခြင်းရခဲ့တဲ့ဒဏ်ရာကြောင့်မွေးလန်းကြောင့်ပေါက်ပြဲကုန်ပြီးပိုးဝင်ပြီးမရှူနိုင်မကယ်နိုင်ဖြစ်တဲ့အခါမှာတော့ရဲရွာကိုတိုင်ကြားလို့တိပြီးဆေးရုံပို့ခဲ့နိုင်တာကြောင့်တိုးတိုးတိတ်တိတ်ကြိတ်ခံနေရတဲ့ကိစ္စကနေရက်တိရွာတီဖြစ်သွားခဲ့တာပါအပြုတ်ကြိတ်ခံရသူကရဲရွာကလေးစားရတဲ့ဆရာမလေးတစ်ယောက်ဖြစ်တဲ့အပြင်အကျင့်ခံရမှုကြောင့်သွားတဲ့ဒဏ်ရာအခြေအနေကကြောင်မကောင်းကြားမကောင်းကြီးဆိုတော့သိတဲ့အတိုင်းပဲလူရိုက်မှုမျိုးချင်းတူရင်တော့ရိုးရိုးတုံးနဲ့ခေါင်းကိုရိုက်လိုက်တယ်ဆိုတာမျိုးထက်တို့ကိုစူးတွေနဲ့ချီစူးတုပ်ဖြစ်အောင်လုပ်ပြီးမှရိုက်တာကွာဆိုတာမျိုးကပိုပြီးလူစိတ်ထဲဆွဲတင်စေတာမျိုးဖြစ်လေရှိတာမျိုးကိုအခုအမှုမှာလဲကျိုးလွန်ခဲ့တဲ့မောင်သိန်းဆိုသူဟာစူးပတ်တုပ်လိုလိန်အင်္ဂါမျိုးပိုင်ဆိုင်တဲ့သူဖြစ်ကြောင်းမှုကင်းစစ်စစ်ချက်တွေအရာသိရှိရတာကြောင့်တာမန်မရိမှုတွေထက်လူစိတ်ဝင်စားမှုပိုခံခဲ့ရပြီးအခင်းဖြစ်ပွားခဲ့ရာဘိုကလေးမြို့မှာသာမကအနီးအပါးကနယ်မြို့လေးတွေမှာပါပြန့်နှံ့မှုအလွန်အားကောင်းတဲ့သတင်းတပုတ်ဖြစ်ခဲ့ရကကြားရသူတိုင်းစိတ်ထဲမှတ်မှတ်ရရရှိစေခဲ့တဲ့သတင်းတပုတ်ဖြစ်ခဲ့ပါတယ်ဒီမရိမှုကိုကျွန်းလွန်ခဲ့တဲ့သူကတော့ဆရာစောတက်ထွေးရတဲ့အင်းစိန်ထောင်ထဲမှာကနဝင်လူမိုက်ကြီးများစာအုပ်ထဲကပြောင်းဖို့မောင်သိန်းတို့ရမက်ကဘာတွေကဂိုင်းစတာဆိုတဲ့ခေါင်းစဉ်အောက်ကမောင်သိန်းဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်ဆရာစောတက်ထွေးရဲ့ဖော်ပြချက်အရာသိရတာကအင်းစိန်ထောင်အမှတ်၄ဆောင်ကပြောင်းဖို့မောင်သိန်းဆိုတဲ့ပုဂ္ဂိုလ်ဟာကနဝင်လူမိုက်ကြီးများအကြားမှာဆိုရင်ဘာယာစဝင်မှမရှိသလိုလူမိုက်စားကလည်းမရှိတဲ့သူငယ်ငယ်ကလေးကအမေကမွေးထောင်ကကျွေးလို့ခေါ်ရလာအောင်ဖိုးဆိုလူနိုင်စားတဲ့အသေးစားအတူအဆအမှုတွေနဲ့သာထောင်ကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူတယောက်သားပဲဒါပေမဲ့ဘာလို့သူ့အကြောင်းတစ်ခုတည်းရဖော်ပြရေးသားရတယ်လဲဆိုရင်ပြောင်းဖို့မောင်သိန်းဟာအင်းစိန်ထောင်မင်းသားကြီးဤဆက်ကိုတတ်လိုက်တဲ့သူဖြစ်တာရဲ့ထောင်ထဲမှာပြောင်းဖို့မောင်သိန်းလို့အမည်တွေရလောက်အောင်ပလင်းခွဲတွေကိုဂေါ်လီအဖြစ်ရောက်အောင်သွေးယူပြီးရမတ်သားကောင်တွေရဲ့ငယ်ပါမှာဂေါ်လီထည့်ပေးခဲ့တဲ့သူတယောက်ဖြစ်တာကြောင့်ရဲ့လို့ဆိုပါတယ်မောင်သိန်းကထောင်ထဲမှာဖန်ပလင်းဖင်ကိုသွေးပြီးပတိစီလိုအလုံးလေးတွေလုပ်တယ်အဲ့ဒီအလုံးလေးတွေကပူရိသတွေကြားမှာဂေါ်လီသို့မဟုတ်ပြောင်းမှုစေးလို့လူသိများကြတယ်ဂေါ်လီထည့်ကြတဲ့ယဉ်ကျေးမှုကိုအင်းစိန်ထောင်ထဲသွင်းလာတာကထိုင်းအကျဉ်းသားတွေပဲဂေါ်လီစတင်ဖြစ်ပေါ်လာပုံကိုပါဇက်ရာဇဝင်တွေအရာသိရတာကထိုင်းကျောက်တွေလုံသားတွေအနေနဲ့အဖိုးတန်ကျောက်တွေအပြင်ခိုးထုတ်ရမှာကြီးကျက်သူအလုရှင်တွေမသိအောင်ခိုးဝှက်တယ်ဆောင်ကြရမှာတကိုယ်လုံးအစစ်အဆေးခံရလေးရှိတာကြောင့်အစစ်အဆေးမခံရတဲ့လိန်တန်အရေပြားအောက်မှာထည့်သွင်းခိုးထုတ်ကြရကနေအစပြုတယ်လို့ဆိုကြပါတယ်မြန်မာနိုင်ငံမှာကတော့1980ပြည့်လွန်နှစ်တွေကတည်းကစလို့လူငယ်ကာလာသားတွေကြားထဲမှာရေပန်းစားလာတဲ့အလေးအစံတစ်ခုပါပဲထိုင်းကနေကူးဆက်လာတဲ့ဒလေးလို့ပြောရမယ်ခေါ်လီထဲတဲ့ကိစ္စဟာထောင်ထဲရောက်နေကြတဲ့မတရားသားတွေကလိန်ကိစ္စကိုစိတ်အားထက်သန်ကြတဲ့သူတွေအတွက်ထောင်ထဲရောက်နေတော့အားနေတုံလေးလှုပ်တဲ့အရာတစ်ခုအဖြစ်မြင်ကြလေးရှိပါတယ်ဖန်ပလင်းဖင်ကိုသွေးထားတဲ့ဖန်လုံးလေးတွေကိုဖန်ကော်လီလုံးအဖြစ်ပြုလုပ်ကလိန်တန်နဲ့အရေးပြားကြပြောင်းမှုစိတ်အရွယ်ဖန်လုံးလေးများထည့်တာကိုကော်လီထည့်တာလို့ခေါ်တာဖြစ်ပြီးတလုံးနဲ့အပေါ်တက်ကထည့်ထားရင်ကြံ့ချူဘေးတစ်ဖက်တစ်ချက်စီတွင်နှလုံးထည့်ထားရင်ဖားမျက်စိပတ်ချလင်းတွင်ထည့်ထားရင်ငကပတ်စသဖြင့်အခေါ်အဝေါ်လေးတွေနာမည်ပေးထားကြတယ်ကော်လီလို့သာအလွယ်တကူခေါ်ကြပေမဲ့ဖန်လုံးအရွယ်အစားအမျိုးမျိုးကိုလည်းထည့်လေးရှိကြတဲ့အပြင်ရှေ့မြောင်မြောင်မြေပဲစီပုံသဏ္ဍာန်တွေကိုလည်းအထူးတဆန်းအော်ရာမှာထည့်ကြလေးရှိကြပါသေးတယ်တာမန်ကတော့ပြောင်းမှုစိတ်အရွယ်ကလေးတွေပါပဲဖန်လုံးပြုတ်လို့ရမှာပလေးဖင်သို့မဟုတ်ဖန်တယ်များလုံးနေအောင်သွေးပြီးပြုတ်လို့ကြသလိုပယုတ်စီပလင်းငယ်လေးများရဲ့ထိတ်မှာပါလာတဲ့ဖန်လုံးများကိုလည်းအစင်သင့်ထည့်ကြလေးရှိပါတယ်အင်းစိန်ထောင်ထဲမှာဒီအလုံးနဲ့စီးပွားရှာပြီးအကြီးအကျယ်လုပ်တဲ့သူကမောင်သိမ့်မဲဒါကြောင့်သူထည့်ပေးတဲ့ပြောင်းမှုစိတ်အရွယ်ဖန်ကော်လီလုံးလေးတွေကိုအစွဲပြုပြီးသူ့ကိုပြောင်းဖို့မောင်သိမ့်လို့ခေါ်ကြပါတယ်သူကနေ့တိုင်းထောင်ဆေးရုံကိုတောင်အစရှိတဲ့နေရာတွေကနေဂလူးကို့စ်ပလင်းတွေငပြောဖို့ပလင်းတွေကိုရအောင်ရှာယူလာတယ်ပြီးတော့ပလင်းတွေကိုခွဲပြီးပလင်းဖင်ကိုဂေါ်လီသွေးယူတယ်ဂေါ်လီသွေးတယ်ဆိုတာပလင်းဖင်ကိုတမန်တလင်းသို့မဟုတ်ကြောက်တုံးအစရှိတဲ့မာကြောတဲ့အရာတွေနဲ့ပုတ်တိုက်ယူပြီးဖန်ဂေါ်လီလုံးအဖြစ်ပြုတ်လောက်တာမျိုးကိုခေါ်တာပါပလင်းခွဲကနေဂေါ်လီလုံးတစ်လုံးဖြစ်လာဖို့ဆိုတာအချိန်အတော်ကုန်သလို
ကိုသွေးလိုက်တဲ့ကော်လီမချုံမမို့ဖြစ်နေရင်လေထည့်ခံရတဲ့သူအဖို့ဘေးရနေရဲ့ကြီးကြီးမားမားဖြစ်စေနိုင်တယ်။ဒါကြောင့်ပြောင်းဖို့မောင်သိန်းဟာကော်လီသွေးရင်ချုံမချုံရှာနဲ့စမ်းသက်လိုက်ကျန်းနေရင်ဆက်သွေးလိုက်နဲ့တနေကုန်စိတ်ရှည်လက်ရှည်လုပ်တယ်။ချုံမွေးတဲ့ကော်လီလုံးတစ်လုံးရရင်သူ့အတွက်နွားစိတ်လိတ်ဆယ်လေးသူ့မဟုတ်900 900ကတော့တေးကြပါတယ်။ဘာလို့လဲဆိုတော့သူ့စီမှာကော်လီထည့်ချင်လို့စရင်သွင်းထားတဲ့အကျဉ်းသားတွေကတန်းစီလိုနေတာကိုမောင်သိန်းကဒီအလုပ်ကိုလုပ်ဖို့အတွက်တပုတ်တန်တစ်ချောင်းနဲ့အုံးစီတပလင်းအမြဲဆောင်ထားရတယ်။ထောင်ထဲမှာကအနေရရှိတဲ့စိုးကျွန်းဓာကျွန်းတွေကင်ခွင့်မရှိတာကြောင့်သွားလိုက်တန်ရဲ့ဖင်ကိုရေကန်ကွန်ကရစ်ကျမ်းမြေပေါ်မှာသွေးပြီးချုံမြနေအောင်လုပ်လိုက်တယ်။ဂေါ်လီထက် operation မှာကအဲ့ဒီတပုတ်တန်ဖင်ကအခရာပါပဲ။ဂေါ်လီထက်တဲ့အခါလိန်ရင်ကိုတန့်စင်အောင်စေးကြောတန့်စင်ပြီး၆ပြီးဆိုရင်လိန်တန်အရေပြားကိုအပေါ်ဆွဲယူလို့အကျော်လွတ်အောင်ရှာပြီးဟိုဘက်ဒီဘက်ထုတ်ချင်းပေါအောင်ချုံမြနေတဲ့သွားလိုက်တန်ဖင်ဖိုင်ဘာရိုးနဲ့ထိုးတယ်။အရေပြားတဲ့ကိုတပုတ်တန်အချုံဖောက်ကနေဝင်သွားတဲ့အချိန်ဟာစက်တီထစရာကောင်းပေမဲ့မောင်သိန်းကတော့ခွဲစိတ်ခန်းတွေကဆရာဝန်ကြီးတယောက်လူကိုကျွမ်းကျင်တယ်။အပေါက်ဖြစ်သွားပြီးဆိုရင်ဖန်လုံးကိုထည့်သွင်းပြီးအရေပြားကိုငကိုအနေအထားအတိုင်းပြန်ချပေးပြီးဖန်လုံးဟာအရေပြားကြောင့်ကောင်းကောင်းလှည့်ပတ်နိုင်တဲ့အနေအထားရှိမရှိသေးကြအောင်စစ်ဆေးတယ်။သွေးတိတ်အောင်လုပ်ပြီးသူ့လက်ထဲကဖန်ကော်လီကိုအရေပြားထဲထည့်လိုက်တာဟာ2 စက္ကန့်လောက်ပဲကြာပါတယ်။အနာပေါက်ပေါ်ကိုအုံးစီနဲ့တိတ်ပြီးလူနာကိုစိတ်ချလက်ချပြန်လွှတ်လိုက်တော့တာပါပဲ။ဒီလိုနဲ့စုစုပေါင်းခွဲစိတ်ထည့်သွင်းချိန်9 မိနစ်လောက်ပြီးတာနဲ့သူ့လက်ထဲကိုအဖိုးအခအနေနဲ့နွားဆေးလိတ်10လိတ်ရောက်လာတော့တာပါပဲ။ကော်လီထည့်ပြီးချင်းရေချိုးတဲ့အခါလိန်တန်ကိုရေမထိရအောင်2 ရက်ကနေတစ်ပတ်လောက်ဂယုတစိုက်နေရပါတယ်။ကော်လီကိုထောင်ထဲမှာထည့်တာမဟုတ်ပဲပြင်ပလောကမှာထည့်တာဆိုရင်တော့ထဲမဲ့ဖန်လုံးနဲ့အသုံးပြုတဲ့ကရိယာတွေတန်ရှင်းအောင်အရက်ပြန်နဲ့တေချာဆေးကြောရမှာဆိုပေမဲ့ထောင်ထဲမှာကတော့မောင်သိန်းရဲ့နီးကအလုတ်ဖြစ်နေတာပါပဲ။မောင်သိန်းကဂေါ်လီထည့်ပြီး2 ရက် 3 ရက်အကြာမှာအနာကျမကျပြန်စစ်ဆေးပေးမယ်။ဘာမှမဖြစ်ဘူးဆိုရင်တော့ဂေါ်လီထည့်တဲ့အမှုကိစ္စကပြီးပါပြီ။ဒီလိုကျွမ်းကျင်မှုနဲ့ဂရုစိုက်တတ်မှုကြောင့်ထောင်ထဲမှာဂေါ်လီထည့်မယ်ဆိုရင်ပြောင်းဖို့မောင်သိန်းဆိုပြီးနာမည်ကြီးနေတော့တာပါပဲ။လိမ်မှုကိစ္စတောင်းကျမ်းကြတဲ့ရမတ်သားကောင်တွေကြားမှာစေပညာစစ်တမ်းကောက်ချက်တွေအရအပြိုများနဲ့တာမန်မိန်းကလေးများဆိုရင်ကာမစိတ်ဆန္ဒမှုဖြစ်ပေါ်မှုပေါ်မူတည်၍ကာမအယတာမရသည့်အပြင်နာကျင်မှုကိုမင်ခံစားရစေတတ်သလိုကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးပြဿနာများစွာရှိပါတယ်။မောင်သိန်းရဲ့ဆိုရိုးစကားကတော့အမြင်ကပ်နေတဲ့တယောက်ယောက်ကိုလက်သီးနဲ့ထိုးရတာထက်ခေါ်လီနဲ့အနောက်ဘက်ခရီးသွားပေးရတာကပိုစိတ်ကြည်နက်မှုရစေတဲ့ပြောင်းမှုမောင်သိန်းဟာအေယာဝတီတိုင်းဘိုကလေးသားဖြစ်ပြီးရန်ကုန်မှာခိုးဆိုးလူနိုင်လုပ်ပြီးကျင်လည်ကျက်စားတဲ့သူတစ်ယောက်ပါဒီအမှုတွေကြောင့်ပဲအင်းစိန်ထောင်ကြီးကိုရောက်လာရတယ်။မောင်သိန်းဟာပညာလည်းသိမ့်မတက်ရန်ကုန်ဒေသခံလည်းမဟုတ်ပေမဲ့ထောင်ထဲမှာအနေအစားချအောင်ပေါင်းတက်တင်တက်နေထိုင်တတ်ပါတယ်ဒီတော့အင်းစိန်ထောင်ထဲမှာလူဆိုးတွေနဲ့ပေါင်းတင်ပြီးအတွေ့အကြုံတွေပိုရလာကရွာပြန်တဲ့အခါမှာအရင်ကထက်မျက်စိပွင့်နားပွင့်ဖြစ်လာတော့တယ်ဒါအပြင်သူကော်လီထည့်ပေးရတဲ့ရမတ်သားကောင်တွေရဲ့လိမ့်စိတ်ဆန်လွယ်တလွဲယူအစားတွေနဲ့အတွေ့အကြုံတွေကြောင့်ရင်မကောင်းတဲ့ဘက်ချမ်းကတဏှာရမတ်တွေဘက်မှာလည်းအရင်ကထပ်ပိုပြီးအာတန်လူလာခဲ့ပြန်ပါတယ်သူခန္ဓာကိုယ်တွေကငကပတ်လိုထည့်ထားတဲ့ဂေါ်လီတွေရဲ့အစွမ်းကိုစမ်းကျင်တဲ့မောင်သိန်းထောင်ထဲကပြန်ထွက်လာပြီးချင်းကာလမှာရန်ကုန်မှာစီမံကျန်းတဲ့ခိုးဆိုးလူနိုင်တွေကိုအကြီးအကျယ်နှိမ်နင်းနေတာကြောင့်မောင်သိန်းလိုရာဇဝင်ရှိသူဟာအလုံးမရှိတော့တာကြောင့်ရွာပဲပြန်နေရတယ်မိဘတွေလောက်ကြတဲ့လေလောက်ကိုင်းလောက်တွေဆိုတာကလည်းမောင်သိန်းလိုအချောင်သမားဒူးစိရိုက်လောကနယ်ကဘာမှမအပ်ဆက်တာကြောင့်ဘာမှအလုပ်မကူလို့ပဲမောင်သိန်းတယောက်ရောင်နေတယ်ရွာမှာရောင်နေရင်ရွာထိတ်ညောင်ပင်အောက်မှာသူထိုင်နေတိုင်းသူတို့ရွာမှာတာဝန်ကျတဲ့ကျောင်းဆရာမလေးကရွာကျောင်းကကျောင်းသားကျောင်းသူလေးတွေနဲ့အတူညောင်ပင်အောက်ကဖြတ်ပြီးပြန်လာလေးရှိတယ်ဆရာမလေးဟာရန်ကုန်ကနေရွာမှာကျောင်းဆရာမအဖြစ်တာဝန်ကျလာသူဖြစ်လို့မောင်သိန်းတို့လိုရွာသားတွေအတွက်ကတော့မြို့သူကျောင်းဆရာမလေးဆိုတာမျိုးကအမြင်တစ်မျိုးစမ်းလို့နေတာပေါ့ပြင်တက်စင်တက်မြို့သူဆရာမလေးဟာလှလဲလှခန္ဓာကိုယ်ကလည်းကြည်လို့ရှုလို့ကောင်းတယ်နေ့တိုင်းလိုဆရာမလေးကိုတွေ့မြင်လာရတော့အင်းစိန်ထောင်နဲ့ကြုံခဲ့ရတဲ့ရမတ်သားကောင်တွေရဲ့အတွေ့အကြုံတွေနေပေးလန်းပြစကားတွေနဲ့ဗစက်ပြောကာမရှက်တရကျမ်းတွေကိုပြန်လဲကြားရောက်လာခဲ့ပြီးမောင်သိန်းစိတ်တွေဖောက်လာခဲ့တယ်ဆရာမလေးအနေနဲ့သူ့ကိုသဘောမကျဘူးဆို
ဆိုရင်တော့သူ့ခန္ဓာကိုယ်တွေကဂေါ်လီလုံးတွေရဲ့အထီးအတွေ့အာရုံကိုတော့လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့လည်းသူတွေးတယ်ဒီအတွေးကမောင်သိန်းဘဝကိုအင်းစိန်ထောင်နဲ့အဆုံးသတ်ရမယ့်လမ်းကြောင်းပေါ်အရောက်ပို့ပြီးခဲ့တာပါပဲမောင်သိန်းဟာသူ့အကြံအစီတိုင်းတွက်ကိန်းချပြီးဆရာမလေးရဲ့နှိမ့်စဉ်လှုပ်ရှားမှုကိုတိတ်တဆိတ်စောင့်ကြည့်လေ့လာတယ်ဆရာမလေးကတော့မောင်သိန်းကိုရှိတယ်လို့တော့မထင်ပါဘူးသူမရဲ့ပုံမှန်နှိမ့်ဆက်သူဝါပတ်လန်းလေးအတိုင်းနေ့တိုင်းကလေးတွေနဲ့အတူရွာကနေကျောင်းကနေရွာတန်တရားလဲနေပါတယ်ကျောင်းဟာရွာနဲ့အနှဲငယ်လောက်လှမ်းပေမဲ့ကျောင်းမှာကျောင်းသူကျောင်းသားတွေရောဆရာမတွေပါမပြတ်ရှိတာမို့မောင်သိန်းရဲ့နေနဲ့အခွင့်အရေးမရနိုင်ဘူးဆရာမလေးနေတဲ့အိမ်ကလည်းရွာလူကြီးရဲ့အိမ်ဖြစ်နေတာမို့ညဘက်တိတ်တဆိတ်ဝင်သွားလို့မိခဲ့ရင်ဓားစာကျွေးပြီးအသက်ခံရမှာပါဒီတော့မောင်သိန်းအတွက်အခွင့်အရေးဆိုလို့ရွာကနေကျောင်းသွားတဲ့လမ်းမှာထူးခြားဖြစ်စဉ်တစ်ခုပေါ်ပေါက်လာမှသာဖြစ်လာနိုင်မယ်ဒီလိုထူးခြားဖြစ်စဉ်ဆိုတာဘယ်တော့လဲဘယ်အချိန်လဲဆိုတာရေရာတိတိကျကျသိရတာမျိုးမဟုတ်လေတော့မောင်သိန်းဟာဆရာမလေးကိုအကွက်ချောင်းရင်းနဲ့ပဲစိတ်သက်ကြချင်းအနေအထားနဲ့ထိုင်လို့သာနေရတယ်တနေ့တော့ညောင်မရောက်မှထိုင်နေတော့ကျောင်းဆင်းလာချိန်ကျောင်းသူကျောင်းသားလေးတွေကရွာလန်းအတိုင်းပြေးဆော့ကြပြီးရွာကိုခတ်ဆင်းလာတော့ဆရာမလေးကအနောက်ဘက်ခက်လန်းလန်းမှာပြက်ပြီးကြံနေရခဲ့တယ်ကလေးတွေကခြေလမ်းမြန်လွန်းတော့ဆရာမလေးကအမိမလိုက်နိုင်ဘူးဒီရနေအထားကိုကြည့်ရင်မောင်သိန်းအကွက်ရသွားတယ်နောက်နေ့တွေမှာသူကညောင်ပင်အောက်မှာစောင့်မနေတော့ပဲကလေးတွေနဲ့ဆရာမသွားတဲ့လမ်းတစ်ဝက်လောက်ကနေဖြတ်ပြီးဆောင်တယ်အဲ့ဒီနေ့ကဆရာမလေးကကန်ဆိုးကျင်တော့မိုးအုံပြီးလျှက်စီးတွေလက်နေတယ်ကျောင်းသားတွေကမိုးမိမှာဆိုတော့ရွာကိုခက်မြန်မြန်ပဲပြေးသွားကြတဲ့အခါမှာဆရာမလေးကနောက်ကနေကြံရစ်နေခဲ့တော့တယ်အဲ့ဒီအချိန်မှာပဲလမ်းတစ်ဝက်ခြုံပုတ်ထဲကနေစောင့်နေတဲ့မောင်သိန်းဟာရုတ်တရက်ထွက်လာပြီးဆရာမလေးကိုပါဇက်ပိတ်ပြီးကိုင်းတော်ရဲဆွဲသွင်းသွားတော့တယ်ဒီလိုအခြေအနေမျိုးကိုမမျှော်လင့်ထားတာမို့ဆရာမခမအော်ဖို့တောင်သတိမရရှာပါဘူးဒီလိုနဲ့ကျောင်းဆရာမလေးဟာပြောင်းဖို့မောင်သိန်းရဲ့မတော်မတရားကျင့်တာကိုခံလိုက်ရရှာတယ်ပြောင်းဖို့မောင်သိန်းကတော့အင်မတာတိန်နဲ့အတွင်းနဲ့ဆရာမလေးဟာအထီးအတွင်းနဲ့အဆက်သိက်ခါကြောင့်ဒီအဖြစ်အပျက်ကိုဘသူ့ကိုမှမပြောဘဲငြိမ်ခံနေမယ်လို့ယူဆပြီးဆရာမလေးနဲ့နောက်ထပ်တွေ့ရမယ့်အရေးအတွက်ကျေနပ်ပြီးတွေးပျော်နေတယ်ဒါပေမဲ့လည်းမောင်သိန်းဘဝဟာကို့အမိနဲ့ကိုပြန်ချီခံရတဲ့မြောက်လိုဖြစ်ပျက်သွားပြန်ပါတယ်အခင်းဖြစ်ပွားချိန်မောင်သိန်းခန္ဓာကိုယ်ထဲမှာထည့်ထားတဲ့ဂေါ်လီလုံးတွေကြောင့်ဆရာမလေးဟာအပြင်းအထန်ဒဏ်ရာရသွားခဲ့ပြီးဘလို့မှတိတ်မနေနိုင်တဲ့အနေအထားကြောင့်ရွာလူကြီးကိုဖွင့်ပြောပြီးစင်းရုံအရေးပေါ်ကိုရောက်ခဲ့လို့ဘိုကလေးရဲ့စခန်းမှာချက်ချင်းမှုဖွင့်ခဲ့တယ်ကံကောင်းတာကမောင်သိန်းကိုရဲဖမ်းလာမြန်သွားတာပဲလက်နက်တွေကင်ထားတဲ့ရွာသားတွေအုပ်လိုက်ကြီးမောင်သိန်းကိုတတ်ဖို့အိမ်ကိုဝိုင်းချိန်မှာမောင်သိန်းကိုရဲကဖမ်းပြီးနေပြီအမှုကထင်ရှားနေတာကြောင့်မောင်သိန်းအဖမ်းခံရပြီးထောင်ဒဏ်တသက်တကြုံကြခဲ့ပါတယ်ထောင်မကြရင်လေရွာကလူတွေမောင်သိန်းကိုဝိုင်းတက်ကြတော့မှဒီလိုနဲ့ပဲပြောင်းဖို့မောင်သိန်းဟာအင်းစိန်ထောင်ထဲကိုပြန်ရောက်လာခဲ့တယ်မောင်သိန်းကျူးလွန်ခဲ့တဲ့မရင်းမှုမျိုးကိုပတ်ဝန်းကျင်ကသိပြီးအေးအေးယူနိုင်ခဲ့တယ်ဆိုတာကကျူးလွန်ခံရသူဟာယတိရွာတီဆရာမလေးတစ်ယောက်ဖြစ်တဲ့အပြင်ရွာလူကြီးရဲ့အကာအကွယ်အောက်မှာရှိနေတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတာမို့သာပါပဲတာမန်အားဖြင့်ရိပ်ရွာတွေမှာလူပြိုအပြိုချင်းအတင်းအဓမ္မပြုတ်ကျင့်ခံရရင်ပြုတ်ကျင့်သူကနင့်နာသူနဲ့လက်ထက်ရတယ်ဆိုတဲ့အယူအဆမျိုးရှိနေကြတာကြောင့်2000ခုနှစ်ဝန်းကျင်ကာလတွေကအမျိုးသမီးတချို့အဓမ္မပြုတ်ကျင့်ခံရတာကြောင့်နင့်နာသူအမျိုးသမီးကပြုတ်ကျင့်သူကိုလက်ထက်ခဲ့ရတဲ့ဖြစ်ရပ်မျိုးတွေအများကြီးဖြစ်ခဲ့ဘူးပါတယ်2009-2008ခုနှစ်တုန်းကရွာတရွာမှာအုပ်စုလိုက်ဝိုင်းအဓမ္မကျင့်ကြတဲ့အမှုတစ်ခုဖြစ်ဘူးတယ်ကလေးမက18ဝန်းကျင်ကျင့်တဲ့သူတွေကအသက်ဆုံးလူဆုံးလေယာကအပြန်ဝိုင်းချုပ်ပြီးအတင်းလောက်ကြတာတက်မယ်ဖြတ်မယ်အဆက်ခွဲမယ်နဲ့ချင်းချောက်ထားတော့ကောင်မလေးကဘာမှမပြောနိုင်ရှာဘူးအကြိမ်ကြိမ်ပြုတ်ကျင့်ခံရရှာတယ်တစ်ချိန်မှအခုလိုချင်းချောက်ပြီးအုပ်စုလိုက်ဝိုင်းကျင့်နေတာကိုရွာသူကြီးကိုယ်တိုင်မြင်သွားခဲ့တယ်သူ့သားသူ့တူတွေပါနေတော့နောက်ကျောင်းအေးအောင်ရွာထဲကခိုင်းဘက်လူအောက်ကိုခေါ်ပြီးကောင်မလေးအိမ်ပေါ်ညဘက်အိမ်တက်ခိုင်းတယ်ပြီးတော့ရက်ရွာကဝိုင်းဖမ်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေးစားလိုက်တယ်နင့်နာသူကောင်မလေးမှညင်းခွင့်မရှိပေးစားသူနဲ့ပဲယူလိုက်ရတော့တယ်အပိုင်းနဲ့ဆက်ပါအောင်မယ်အဆုံးထိချီပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်